တော့ကိုယ်ချင်းကြည့်လိုက်ငါရေသွင်းသွားအောင်မှာမလို့ အေးပါအေးဘာကင်းလေးတွေလက်ကြည့်ချင်လို့ရေသွင်းရလိုက်ခတ်အောင်မယ် ပြောမရွာဝေလာလမ်းတွေက ရွက်ကြတော့တော့ရေမနေဘူးဟာဒီမှာဝက်ကြီးစားတဲ့ဝဲရရလို့အလေးပြမပြရတော့ကိုယ်ချင်းကြည့်လိုက်ငါရေသွင်းသွားအောင်မှာမလို့ အေးပါအေးပါကလေးစားလေးတွေတန့်တော့တန့်နေတော့ဥရမပါဘူးတော့ အမဒီတော်ရဲ့ပုံပဲဗျာအဲ့ဒါရတာပဲယူပေးရတာ ကိုသမီးတွေပဲချက်ခန့်လိုက်တော့မယ်တော့ရုပ်ကတော့စဘာကင်းလေးတွေလက်ကြည့်ချင်လို့ရေသွင်းရလိုက်ခတ်အောင်မယ် ဒီနေ့ရေလာနေတယ်ဗျာငါဒီနေ့ကုန်တော့မရတော့ကဲ ဟာတနေ့ကုန်သွင်းရတယ်တော့ရိတ်ထိုင်းနေရတာပြင်မမှာဘူး အေးပါဟုတ်ပါတယ်ဟိုဒီနေ့ကတော့ဖေတို့စဘာကင်းရေလာသွင်းတာရေလာတော့နေတယ်စဘာကင်းကတစ်ခါသွင်းတစ်ပတ်လောက်တော့ဟိုရေနေပါတယ်တစ်ပတ်တစ်ခါတော့သွင်းရင်လုံလောက်တယ်လေသမင်းလေးချက်ပြီးတော့ຢာတဲ့ကိုအဖေတို့နဲ့ဇွတ်လိုက်လာတာခင်းတော့မချက်ရသေးဘူးတနခါတော့ဒီရောက်မှပဲလိမ့်တော့မယ်ဆိုပြီးတော့ရွှေပြည်နဲ့တနခါဂိတ်လေးတွေယူလာတာຢာတော့သူလိမ့်တဲ့တနခါဂိတ်ဘူးလေးတွေကလေကြောက်ပြရောမှန်ရောတခါတည်းပါပြီးသားသူကကြတော့တနနာတွေကိုဖျက်ချပေးနိုင်တဲ့ရွှေပြည်နဲ့တနခါနေပြီးတော့33နှစ်မြောက်အထိမှန်ဒီနဲ့ထုတ်ထားတာပေါ့အနဲ့ကြတော့လေ၄မျိုးရှိတယ်ရှင်မတောင်ရယ်ရှားဆောင်ရယ်ပြီးလို့ရှိရင်အသားဖြူတက်မရရယ်ကန့်ကော်ရယ်ပေါ့အဲ့တော့သူကတော့ဒီနေ့ရှားဆောင်လေးလိမ့်တာရှားဆောင်လေးကလည်းလိမ့်လို့ကောင်းလိမ့်မယ်လားမိကလေးကမနဲ့လင်းလာနဲ့တနခါတက်လေးရတယ်ဘာလို့ဒီနေ့မလိမ့်လေးရအေးရထားတော့ကြလေ ဝေးလာပဲအန်ဒီလေးရတနခါလေးရ မွေးတာပေါ့ဒါရွှေပြည်နဲ့ရှားဆောင်တနခါလေးကတော့ကြိုက်ရွှေပြည်နဲ့တနခါကိတ်လေးတွေကလေကြောက်ပြင်းလေးတွေရောမှန်လေးတွေရောပါတော့အခုလိုရတော့သူတို့ရာနဲ့လာတဲ့အခါကြလို့ရှိရင်ယူလာတော့လည်းအဆင်ပြေတယ်ဒါမှမဟုတ်ရင်ခရီးတွေသွားတဲ့အခါယူသွားရင်လည်းအဆင်ပြေတယ်အခုလိုသတင်းကြိုပြီးတဲ့အချိန်ဆိုတော့မင်္ဂလာဆောင်တို့ပွဲလင်းသတင်းတို့ရှိလာတဲ့အခါဆိုလို့ရှိရင်လည်းဒီအပြုံလေးတွေကိုဖိတ်တဲ့အခါပေါ့နော်တောင်းရမ်းတွေဖိတ်တဲ့အခါကြလို့ရှိရင်လည်းဒီလိုတနခါကိတ်ဘူးလေးတွေနဲ့ဖိတ်လို့ရှိရင်ညနေပန်းလှပြီးတော့ဒီတနခါကိတ်ဘူးလေးတွေကဝယ်လို့လဲလွယ်တယ်အမျိုးမျိုးအနေနဲ့တိုင်းမှာရှိတယ်အလှကုန်တိုင်းတွေမှာလည်းရတယ်ပြီးတော့မက်တွေမှာလည်းရတယ်ဒီထဲမှာပါတဲ့တနခါကိတ်လေးတွေကလည်းလေသုံးလို့ပုံသွားပြီဆိုလို့ရှိရင်အတစ်ထက်ဖြစ်ဖို့တော့အနေနဲ့အခက်လေးကြည့်တတ်လည်းဝယ်လို့ရသေးတယ်ကဲလာသွားပြီ ပြောမရွာဝေလာလမ်းတွေကချမ်းသာတဲ့တွေချမ်းသာတဲ့တွေများလာပါရဲ့ဆိုသက်တော်ရရဲ့လာကြိုတယ်မယ်တဲ့ဒါယူလားတဲ့ကြလို့တရားလို့ခုပဲပေါ့ပဲမကလေးသားဆိုလည်းညတားကြိုက် ဒီနေ့ကတော့ဝက်ကလေးစာလေးချက်မယ်ပြီးလို့ရှိရင်စံစည်းနဲ့မြေပဲဆန်လေးနည်းနည်းထည့်ပြီးတော့စံစည်းဟင်းညိုလေးတွေကို6ရက်လေးခတ်မယ်ဒီလေးလုံးပြီးတော့တင်လိုက်အောင်မယ်လုံးရင်လေးလည်းခမ်းပြီဆိုတော့အခုအသားနှုံးအောင်လို့ရေနွေးလေးထည့်လိုက်ပါတော့မယ်ဟုတ်တယ်အဲ့ဒါစံတိထားမှာဟုတ်ပြီဘောလီစာချက်နဲ့မိုးရီသုတ်ကလေးနဲ့ထမင်းစားလိုက်ပါဦးမယ်အားလုံးလည်းထမင်းစားကိုဖိတ်ခေါ်ပါတယ်နော် လေးအမျိုး
ဝက်ကလေးစားလေးနဲ့ပုံရိပ်လေးနဲ့လိုက်သားဟာ ကိုရှာရဟင်းညိုလေးနဲ့လည်းလိုက်တယ် ဒါဆိုတော့ဆက်ပြီးတော့စားလိုက်ပါအောင်မယ်နော်အခုလိုမျိုးပဲနောက်ထပ်လာမယ်ဒီလိုအညာဒေတာနဲ့ပတ်သက်တဲ့အညာဆက်ဆက်လေးနဲ့ပတ်သက်တဲ့ဘလော့လေးတွေကိုလည်းဆက်လက်ပြီးတော့စောင့်ကြည့်အားပေးကြပါအောင်နော်အားလုံးပဲတတာ